Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဒီ Java ကိုပေါ့နော်အဓိကထားပြီးတော့မှ run မယ်ကျွန်တော်ရဲ့ application တစ်ခုဖြစ်တဲ့ IntelliJ ဆိုရဲဒီ application ကိုကျွန်တော်ဘယ်လိုမျိုး install လုပ်ရမလဲဘယ်လိုမျိုး setup လုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုဒီပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ Windows မှာပဲဖြစ်ဖြစ်ကျွန်တော် laptop မှာဒီ browser တစ်ခုကိုကျွန်တော်ဝင်လိုက်ပေါ့နော်အဲ့တော့ဝင်လိုက်ပြီးတော့ရင်ကျွန်တော်ရဲ့ဒီနားလေးမှာ search လုပ်ရအောင်အဲ့တော့ INTLLIJ ပြီးတော့မှဒီမှာ DOW and LLE လို့ကျွန်တော်ရိုက်ရှာရပါတယ်အဲ့တော့ဒီဟာလေးကိုကျွန်တော် enter ခေါက်လိုက်မယ် okay အဲ့တော့ဒီမှာ enter ခေါက်လိုက်တဲ့အခါမှာပထမအဆုံး download IntelliJ IDR လို့ကျွန်တော်ပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီမှာလည်း https www.jetbrain.com IDR တွေက download ပြောတာဆိုတာဒီမှာကျွန်တော်တို့ patch တန်းကြောင်းလေးပေးထားတာပေါ့အဲ့တော့ဒီရဲ့အကောင် click လိုက်ရပါတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ enter လေး click လိုက်မယ်နော် okay အဲ့တော့ okay ဒါလေး click လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာသူက auto ရွေးထားပေးလိမ့်မယ်ကျွန်တော်တို့ဝင်လိုက်တဲ့ဒီ OS က operation system ကဘာလေးပေါ့เนาะကျွန်တော်တို့ Windows နဲ့ဝင်ဒီနောက်မှာ Windows ကို auto selection ပေးထားလိမ့်မယ် Mac နဲ့ဝင် Mac ကိုကျွန်တော်တို့ပေးမှာပေါ့เนาะဒီမှာ Mac အတွက်ဆိုလည်းရှိတယ်ပြီးတော့ Linux အတွက်ဆိုလည်းရှိပါတယ်အဲ့တော့ကျွန်တော် Windows ကနေ install လုပ်မှာဆိုတော့ Windows ကနေမှဒီမှာ download button လေးကိုနှိပ်လိုက်ရင်ရပါတယ်အဲ့တော့ဒီမှာ download button လေးနှိပ်လိုက်တာဖြစ်ဖြစ်ဒီနားမှာရှိတဲ့ download button လေးကိုနှိပ်လိုက်တာဖြစ်ဖြစ်နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့ကဒီဘောက download တွေကိုကျွန်တော်ဝင်သွားမှာပေါ့နော်အဲ့တော့အဲ့လိုလေး download တွေကိုဝင်သွားတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီ download ကိုပြည့်အောင်ခဏလောက်စောင့်ရမှာနော်အဲ့တော့ကျွန်တော်ကဒီဟာလေးကိုအပြည့် share ပေးပါမယ် okayအဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်ဒီရဲ့ download တွေဝင်သွားတာပေါ့နော်အဲ့တော့ဒီရဲ့ download တွေကိုတကယ်လို့ကျွန်တော် install လုပ်လိုက်ရင် 1.2 GB လောက်တော့ရှိမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော် install လုပ်လိုက်တဲ့အခါမှာဒီနားလေးမှာ ID က2026ဒီဟာလေးပေါ့နော် EHE ဆိုတဲ့ဟာလေးကျွန်တော်ပေါ်လာလိမ့်မယ်ကျွန်တော်ကတော့ကြိုပြီးတော့မှဆွဲထားတာပေါ့နော်ဒီ tutorial video လုပ်တဲ့အခါမှာကြာတော့မှဆိုလို့ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီ file ကနေကျွန်တော်တွားပြီးတော့မှ show in folder ဆိုပြီးတော့မှ GD ကနေဝင်ကြည့်ရင်လည်းရတယ်တခါတည်းကျွန်တော်တွားကြည့်ရင် open လုပ်လိုက်ရင်လည်းရတယ်ပေါ့နော်ကျွန်တော်ဒီကနေပဲတွားလိုက်ပါမယ် okay အဲ့တော့ကျွန်တော်တို့ဒီကနေတွားလိုက်ရင်ဒီမှာ idea ဒီမှာ2026တသမကျွန်တော်တို့1တသမ1ဆိုရရှိရပေါ့နော် application တွေကျွန်တော်တို့ပြီးထားပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့ထပ်ပြီး click နှိပ်လိုက်မယ်ပေါ့နော် download ပြီးသွားရင်အဲ့တော့ဒီညမှာခဏလောက် setup လုပ်ဖို့ရအတွက်အချိန်ယူပါလိမ့်မယ် okay အဲ့တော့ဒီလိုလေးကျွန်တော်တို့ပေါ်လာလိမ့်မယ် welcome to IntelliJ setup ဆိုပြီးတော့ကျွန်တော်တို့ကြားလာတာပေါ့နော်အဲ့တော့ဒီဟာဆိုရင်တော့ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးဒီမှာရှိတဲ့ niche လေးကိုပဲကျွန်တော်နှိပ်လိုက်ရင်ရပါတယ်အဲ့တော့ဒီရဲ့ niche လေးကိုနှိပ်မယ် okay နှိပ်ပြီးတော့ရင်ဒီဟာကတော့ကျွန်တော် patch လမ်းကြောင်းကိုရွေးခိုင်းတာပေါ့ select id ကဘယ်တွေကိုထည့်မှာဒီပေါ့နော်ကျွန်တော်ဒီဟာကိုဒီတိုင်း niche နှိပ်လိုက်ရပါတယ်အဲ့တော့ဒီမှာ niche နှိပ်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီရဲ့ IntelliJ application ကိုကျွန်တော်တို့ဘယ်ထဲမှာကျွန်တော် install လုပ်ချင်တာလေးပေါ့နော်ကျွန်တော်တို့ကဒီမှာကိုယ့်အကို browse တွေကနေတွားပြီးတော့မှဒီ patch လမ်းကြောင်းရွေးပေးချင်လေရတယ်ဒါမှမဟုတ်ကျွန်တော်တို့ to auto default အနေနဲ့တတ်မှတ်ထားပြီးတဲ့ဒီ patch လမ်းကြောင်းကိုလည်းသုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီလမ်းကြောင်းကိုပဲကျွန်တော်သုံးလိုက်မယ်နော်ပြီးတော့မှဒီမှာ next ကိုထည့်နေလိုက်မယ်okay ဒီမှာကျွန်တော် checking တွေလုပ်ပြရလိမ့်မယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကဘာတွေထည့်မလဲဆိုတော့ဒီဟာလေးကျွန်တော်မှတ်မယ်ပြီးရင်ဒါလေးလေးထည့်မယ်ပြီးရင် explorer in project ဒါလေးလေးကျွန်တော်ထည့်မယ်ပြီးရင် java ကိုjava လေး check မယ်ပြီးတော့ရင်ဒါလေးလေးကျွန်တော်ချက်မယ်ပေါ့နော် okay ဒါလေးရောကျွန်တော် check လိုက်မယ်နော်ဒီဟာလေးကျွန်တော် checking လုပ်လိုက်ပါ okay လုပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာ next button လေးရှိရပေါ့နော်ဒါလေးကိုကျွန်တော်ပြန်နှိပ်မယ်okay next button လေးနှိပ်ပြီးတော့ရင်ဒီမှာဆိုရင် do not create shortcut ဆိုတာကိုကျွန်တော်တို့ကဒီ check-in လုပ်လိုက်မယ်ဆိုရင်တော့ဒါကကျွန်တော်တို့ရဲ့ desktop ပေါ်မှာမြင်နေရမှာတော့မဟုတ်ဘူးပေါ့နော်တကယ်လို့ဒါမှဒီ desktop ပေါ်မှာ application ကို position နေဆိုရင်တော့ဒါလေးကို check-in မလုပ်ပါနဲ့ဒီတိုင်းပဲထားခဲ့လိုက်ပေါ့နော်ကျွန်တော်ကဒီတိုင်းလေးပဲထားလိုက်မယ်ပြီးတော့ install လေးလုပ်လိုက် okay တော့ဒီ install button လေးကိုနှိပ်လိုက်ရင်ရပါပြီ okay နှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ခဏလေးစောင့်ပြရပါလိမ့်မယ်နော် okay okay ခဏက installing လုပ်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ဒီလိုလေးရောပေါ်လာလိမ့်မယ်ပေါ့နော်ဒီလို dialog box လေးကြာလာလိမ့်မယ်ခဏက installing လုပ်တာကိုနည်းနည်းလေးတော့ကြာနိုင်ပြီပေါ့နော်10မိနစ်2မိနစ်လောက်တော့ကြာပါလိမ့်မယ်အဲ့ဒါလေးပြီးသွားရင်တော့ဒီလိုလေးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီမှာ check လုပ်ချင်လေရတယ်မလုပ်ချင်လေထားဒီကကျတော့ဒီဟာကိုလုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့
check လုပ်လိုက်တာနဲ့ဘာလုပ်လဲဆိုတော့ဒီတော့ finish လုပ်လိုက်တာနဲ့ဒီ IntelliJ app ကိုကျွန်တော်တစ်ခါတည်းဖွင့်ပါမယ်ဆိုတဲ့သဘောပါနော်အဲ့တော့ကျွန်တော်တို့ဒီဟာကြီးကိုဒီ check လုပ်ချင်လည်းရတယ် check လုပ်ချင်လည်းရတယ်အဆင်ပြေလေးလုပ်ပေါ့နော်ကျွန်တော် check လုပ်လိုက်တယ်ဆိုပါဆိုပြီးတော့ကျွန်တော်ဒီမှာ finish နေလိုက်မယ် okay finish နေပြီးရင်ကျွန်တော်ခဏလေးစောင့်မယ်နော်ကျွန်တော် IntelliJ app လေး to run ပါလိမ့်မယ် okay okay ကျွန်တော်တို့ဒါလေးအဆင်ပြေသွားပြီဆိုရင်တော့ကျွန်တော်ဒီ IntelliJ app လေးကိုကျွန်တော်တို့ဖွင့်ကြည့်လို့ရပါပြီဒီမှာပေါ့နော် okay ဒါလေးကျွန်တော်ဖွင့်ကြည့်လိုက်မယ် okay ဖွင့်ကြည့်လိုက်တဲ့အခါမှာဒီမှာ trial ကြီးကြားတယ် IntelliJ ကဘာလဲဒါတွေကျွန်တော်ကြားလာလိမ့်မယ်နော်အဲ့တော့ဒါလည်းကိစ္စမရှိဘူးကျွန်တော်ကကြားတော့ဒီရဲ့Java programming ကိုအရင်ကဒီကျွန်တော်တို့တုံးခဲ့ဘူးလေပေါ့နော်အဲ့အတွက်ကြောင့်လို့ဒီလိုမျိုးတော့ပေါ်နေလိမ့်မယ်တကယ်လို့ကျွန်တော်တို့က Java programming ကိုဒီ IntelliJ မှာတစ်ခါမှမရေးဘူးဆိုရင်တော့ကျွန်တော်တို့ပေါ်လာမယ့်ပုံစံကဒီတိုင်းတော့ပေါ်လာမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တစ်ချက်တော့ပြပေးပါမယ်အဲ့တော့ပေါ်လာမယ့်ပုံစံကကျွန်တော်တို့ဒီဒေကနေဂျာလေးကိုကျွန်တော် close လုပ်လိုက်ပါမယ်okay လောက်လိုက်တဲ့အခါမှာကျွန်တော်ဒီပုံစံလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးကျွန်တော်တို့ပေါ်လာလိမ့်မယ်အဲ့တော့ပေါ်လာတဲ့ဟာကိုကျွန်တော်တို့ကဒီဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီပေါ်လာတဲ့ပုံစံကတော့တူမှာတော့မဟုတ်ဘူးပေါ့နော်တယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူး IntelliJ ကိုအရင်ကတော်ဘူးတဲ့လူတွေကကျွန်တော်ပေါ်လို့ပေါ်နေလိမ့်မယ်အခုမှ IntelliJ ကိုပထမအဆုံးစသုံးမှာဆိုရင်တော့ဒီလိုမျိုးတော့ပေါ်နေမှာတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ project တစ်တွေကျွန်တော်တို့ဘာတွေ create လုပ်တော့ရပြီအဲ့တော့ project တစ် create မယ်ဆိုရင် new project တို့ open တို့ဒီအဲ့ဒါတွေကကျွန်တော်ဒီအလေနားလေးမှာလေးရောင်းခွက်လေးနဲ့ကျွန်တော်ပေါ်နေတာမျိုးတွေဖြစ်နေမယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးပေါ်နေတဲ့ကိစ္စမရှိဘူးအရင်ဆုံးကျွန်တော်ဘာကိုရှာလိုက်ရင်ရလဲဆိုတော့ဒီ new project ဆိုတာဒီကိုရှာလိုက်ရင်ရပြီပေါ့နော်အဲ့တော့ဒီ new project လေးကိုကျွန်တော် click လိုက်မယ်ပေါ့နော်အဲ့တော့ click လိုက်တဲ့အခါမှာဒီညမှာဆိုရင်ကျွန်တော် entitled ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီ name ကတော့အဆင်ပြေတာကိုကျွန်တော်ပြီးတော့မှ create လုပ်လို့ရပါတယ်ကျွန်တော်ဘာပြီးမလဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်ကတော့ Java SC ဒီလိုလေးညနာမည်ပေးလိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာ location ရွေးလို့ရတယ် desktop ပေါ်မှာပဲကျွန်တော်ထားမယ်လို့အရင်ကရွေးခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီညမှာလည်း location ကကျွန်တော်တို့ portion ဒီတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးတူ portion တဲ့နေရာမှာပုံနေလိမ့်မယ်တချို့ကြောင့်လည်း default အနေနဲ့ထားခဲ့တဲ့နေရာမှာကျွန်တော်ပေါ်နေမှာပေါ့နော်အဲ့တော့ဒီညမှာလည်းကျွန်တော်ကြည့်မယ်နော် Java ကိုရွေးထားတာလားကျွန်တော် data လေးပြင်ကြည့်ဦးနော်ပြီးတော့ပြီဆိုတော့ဒီမှာကျွန်တော်ဒီ Explorer တွေကနေဒီ browse လုပ်ပြီးတော့မှကျွန်တော်ရွေးချင်တဲ့လမ်းကြောင်းကျွန်တော်ရွေးပေးချင်လည်းရပါတယ်ကျွန်တော်တော့ဒီလွယ်လွယ်ကူကူဖွင့်ကြည့်လို့ရအောင် desktop ပေါ်မှာပဲကျွန်တော်တင်ထားပါတယ်ဒါကတော့ create ကတော့အဓိကအဖြစ်check လုပ်ထားလဲဘာမှတော့မဖြစ်ဘူးပေါ့နော် check ထားလဲကိစ္စမရှိပါဘူးပြီးတော့မှဒီမှာ JDK စထောင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာ JDK ကတော့ဒီမှာမရှိဘူးဆိုရင်မပေါ်သေးဘူးဆိုရင်ဒီမှာ download JDK တွေကိုနှိပ်ပြီးတော့မှဒီ install လုပ်လို့ရပါတယ်တကယ်လို့ရှိပြီးသားဆိုရင်တော့ကျွန်တော်ရှိပြီးသားဟာလေးပဲကျွန်တော်တုံးလိုက်လေရတယ်ပေါ့နော်အဲ့တော့မရှိဘူးဆိုရင်ဒီ download JDK လေးကိုနှိပ်လိုက်ရင်သူ download လုပ်သွားလိမ့်မယ်ပေါ့နော် okay အဲ့တော့ဒါလေးကတော့ကျွန်တော်ကတော့ရှိပြီးသားဆိုတော့ဒီတိုင်းပဲဒီဟာလေးပဲကျွန်တော်တုံးလိုက်မယ်ပေါ့နော်ဒီ JDK လေးကိုပဲကျွန်တော်တုံးလိုက်ပါမယ်ပြီးတော့ရင်ဒီမှာဒါလေးကတော့ check လုပ်ထားလေးအဆင်ပြေပါတယ်ပြီးရင်ဒီတိုင်းပဲကျွန်တော်ထားပြီးတော့မှဒီအောက်မှာရှိတဲ့ create လေးကိုနှိပ်လိုက်လို့ရပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော် create စပြီးတော့မှလုပ်ပါမယ် okay ဒီမှာ create လုပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုပုံစံလေးကြာလာမယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံလေးကြာလာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရပြီလဲဆိုရင်ကျွန်တော်တို့ဒီ set up လုပ်လို့ပြီးသွားပြီပေါ့နော်အဆင်ပြေသွားပြီဆိုတဲ့သဘောဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလေးတွေကိုပြန်ပိတ်ထားရင်ရပါပြီအဲ့တော့ဒီမှာရှိတဲ့ဒီ main.java ဆိုတဲ့ဥစ္စာကြီးကမလိုပါဘူးကျွန်တော်ဒါကြီးကဒီ sample data အနေနဲ့တူရေးထားပေးတာပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော် sample data တွေကျွန်တော်ရှိနေလိမ့်မယ်သူကအဲ့ဒါလေးတွေကိုသူကကြိုတင်ပြီးတော့မှရေးထားပေးတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒီဘက်မှာဆိုရင်ဒီဘက် section ကတော့ကျွန်တော်တို့ Flora တွေကို file တွေကျွန်တော်တို့ဘယ်လိုမျိုး create လုပ်မလဲကျွန်တော်တို့ create လုပ်မဲ့ file တွေတော့ကျွန်တော်ဒီနားလေးမှာဒါပြီးတော့မှ create လုပ်ရပါမယ်အဲ့တော့ဒီဘက်ကတော့ကျွန်တော်ရဲ့ file ပေါ့နော်အဲ့တော့ဒီနားမှာတော့ကျွန်တော် coding တွေကိုအဓိကထားပြီးရေးသွားမှာဖြစ်ပါတယ်ပြီးတော့ဒီမှာ run button တွေပါမယ်ကျွန်တော် bash ရတဲ့ button လေးတွေပါမယ်ကျွန်တော်ဒီထဲမှာဆိုရင်ဒီကျွန်တော်တို့ run မဲ့ဒီ run တာဘေးဟာကိုကျွန်တော် run မှာလေး interpreter တွေဒါမှမဟုတ် parameter တွေကျွန်တော်ဒီညမှာ adjust လုပ်လို့ရပြီနော်ပြီးတော့မှဒီမှာ setting button လေးတွေပါမယ်ကျွန်တော်တို့ဒါလေးရောရှိတာပေါ့နော်ဒီမှာဆိုရင် database နဲ့ချိန်လို့ရတဲ့ဟာလေးကျွန်တော်ပါမှာပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီ project ကိုဘယ်လိုမျိုး create လုပ်မလဲဆိုတာလေးကျွန်တော်တစ်ချက်ကြည့်အောင်ပါနော်
အဲဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုး create လုပ်မလဲဆိုတော့လေကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ဘယ်လို create လုပ်မလဲဆိုတော့ဒီရဲ့ src ဆိုတဲ့ folder လေးကျွန်တော်တို့လိုက်ရှာလိုက်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် java sc ဆိုပြီးတော့ကျွန်တော်တို့ရဲ့ main folder လေးရှိတယ်အဲ့ဒီအောက်မှာကျွန်တော် id ကပြီးရင် out ဆိုတာရှိမယ်ပြီးရင် src ဆိုတာရှိတယ်ဒီမှာ main တော့ java တော့မလိုပါဘူးဒါတော့ကျွန်တော်ပြန်ဖြတ်ချင်တယ်ဖြတ်ထားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ delete ဆိုတာလေးရှိတယ်ဒါလေးနေလိုက်ရင်ကျွန်တော်ပြတ်သွားလိမ့်မယ်အဲ့တော့ဒီ src ရဲ့အောက်မှာကျွန်တော်တို့ဘာတွေကိုထည့်မလဲပေါ့နော်အဲ့တော့ဒီ src ရဲ့အောက်မှာကျွန်တော်တို့ package တွေတိစောက်မယ်ကျွန်တော်တို့ပြီးသွားရင်ဘာတွေတိစောက်မယ်ဆိုရင် file လေးပေါ့နော် java file လေးတွေကျွန်တော်တိစောက်ပြီးတော့မှကျွန်တော်ရေးသွားလို့ရပါပြီအဲ့တော့ကျွန်တော်ဒီမှာဆိုရင်တိစောက်ဖို့အတွက်ဆိုရင်ဒီ src ဆိုတဲ့ folder လေးကိုအရင်ဆုံး click လိုက်ရင်ဒီလိုလေးအပြာရောင်လေးဖြစ်သွားမယ်ပေါ့နော်အဲ့လိုအပြာရောင်လေးဖြစ်တာအောင်မှာကျွန်တော်တို့ right click ပြီးတော့မှဒီမှာ new ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ package လေးအရင်ဆုံးတိစောက်မယ်ပေါ့နော်ဒါက folder တစ်ခုတိစောက်လိုက်တာ ਨੇ အတူတူပါပဲအဲ့တော့ဒီမှာကျွန်တော် package လေးတိစောက်လိုက်ရင်ဒီလိုမျိုး dialog ပေါင်းလေးကြာလာပြီပေါ့နော်ဒီနေရာမှာဒီ package ရဲ့နာမည်ကိုပေးခိုင်းတာပေါ့နော်အဲ့တော့ကျွန်တော်တို့အခုမှစမှာဆိုတော့ introduction လို့ကျွန်တော်အရေးပေးရအောင် ucti1 လို့ကျွန်တော်ပြလိုက်မယ်နော်အဲ့တော့ဒီမှာ introduction လို့ပေးပြီးကျွန်တော် enter တစ်ချက်ခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ package တစ်ခုကြာလာပြီပေါ့ folder တစ်ပေါ့နော်ကျွန်တော် file ထဲမှာဆိုရင် new folder တိစောက်သလိုမျိုးကြာလာပြီအဲ့တော့အဲ့ဒါကိုမှကျွန်တော် right click ပြန်ယူရအောင် right click ပြီးတော့မှ new ပြီးတော့ java class တွေရှိမယ်နော်ပြန်ပြမယ်အဲ့တော့ဒီမှာ right click new java class ရှိတယ်နော်အဲ့တော့ဒီ java class လေးကိုတစ်ချက်နှိပ်လိုက်အောင်နော်နှိပ်လိုက်ရင်လည်းဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာနာမည်ပေးခိုင်းတာပေါ့ကျွန်တော်တို့ရဲ့ဒီ java file လေးရဲ့နာမည်ကိုဒီညမှာပေးခိုင်းပါလေအဲ့တော့အခုကကျွန်တော်တို့ကဘာလဲဆိုရင်ပထမအောင်ဆုံး hello world လေးကိုအရင်ရေးရအောင် hello world လို့ကျွန်တော်တက်လိုက်နော်အဲ့တော့တက်ပြီးနောက်မှာ extension java တွေပါတယ်ရေးစရာမလိုဘူးကျွန်တော်ဒီတိုင်းပဲရေးလိုက်ရင်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုဒီစောင်းနေတာက java ဖိုင်ဖြစ်ကြောင်းဒီပုံမှာလင်းပြနေတဲ့အတွက်ကြောင့်မလို့နောက်မှာ extension ထည့်စရာမလိုတော့ပါဘူး။အဲ့တော့ဒါကိုကျွန်တော် enter ခေါက်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ဒီလိုမျိုးတစ်ခါလေးကြာလာလိမ့်မယ်နော်။အဲ့တော့ဒါကဘာပြောတာလဲဆိုရင် package introduction ဆိုတာက introduction package ရဲ့အောက်မှာရှိတဲ့ hello world ဆိုတဲ့ကျွန်တော်တို့ရဲ့file နာမည်ကိုကျွန်တော်တို့ညွှန်ပေးထားတာပါအဲ့တော့ဒီရဲ့အောက်မှာကျွန်တော်တို့ဘာတွေရေးသွားရင်ရပြီလေဆိုရင် code တွေကိုရေးသွားရမယ် okay အဲ့တော့မရေးခင်မှာ Java မှာကနောက်ထပ်ဘာလုပ်စရာလိုသေးလဲဆိုတော့ဒီနေရာမှာ main ဆိုတဲ့keyword ကလေးကိုတုံးပြီးတော့မှကျွန်တော်ဒီနားမှာထပ်ဖြည့်ရသေးတယ်ပေါ့နော်အဲ့ဘယ်လိုလဲဆိုတော့ဒီဟာကိုတော့ main လို့ရေးလိုက်တာ ਨੇ ဒီနေရာမှာကျွန်တော်တို့ဒီမှာ prompt ကြလာတယ်ပေါ့နော်အဲ့တော့ဒီမှာ suggestion လေးကြလာပြီအဲ့တော့ဒီ suggestion လေးကိုကျွန်တော်တို့ enter ခေါက်လိုက်တာလေးရတယ်ဒီလို click လိုက်လေးရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကတော့ enter တစ်ချက်ခေါက်လိုက်ပြီအဲ့တော့ enter ခေါက်လိုက်ရင်ဒီမှာ static void main ဆိုပြီးတော့ကျွန်တော်တို့ပြပေးပြီနော်အဲ့တော့ဒီရဲ့ static void main ကိုကျွန်တော်တို့ရေးလိုက်ရင်ဒီတိုင်းရေးလိုက်ရင်လေရပါတယ်အဲ့တော့ဒီလိုရေးမယ်ဆိုလဲအဆင်ပြေတယ်လို့ဒီလိုမရေးဘဲနဲ့ကိုယ့်ဟာကိုယ်ရေးချင်လဲရတယ်ပေါ့နော်ဒီလိုရေးချင်လဲရတယ်public ကျွန်တော်တို့ဒီမှာ sta TIC public static ပြီးတော့မှ void ပြီးတော့မှ main main ပြီးတော့ကျွန်တော်ဒီနေရာမှာ string string ပြီးတော့မှကျွန်တော်ဒီနေရာမှာ down ဝင်လို့မယ်ဒါက args ဆိုပြီးတော့ကျွန်တော်ထည့်ရမယ်ထည့်ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာတွန့်ဝင်လေးဖွင့်ရအောင်ဖွင့်ပြီးတော့ရင်ကျွန်တော်ဒီမှာ enter တစ်ချက်ခေါက်လိုက်မယ်ဒီလိုရေးချင်လဲရတယ်ဘာမှမဖြစ်ဘူးအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ output တွေကိုဘယ်လိုမျိုးထုတ်ကြည့်ကြမလဲလောဆယ်တော့ကျွန်တော်စပြီးတော့မှ run ကြည့်ရအောင်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘယ်လိုရေးလိုက်မလဲ system ဒီလိုလေး system.out ဒီမှာဆိုရင်ကျွန်တော်တို့ print ဆိုတာကတော့အများကြီးကျွန်တော်တုံးလို့ရတာပေါ့ ln တုံးချင်လဲရတယ် print ln လို့ကျွန်တော်တို့ရေးလိုက်မယ်okay ရေးပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီညမှာ single double quote လေးကျွန်တော်တို့ဖွင့်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ HCL လို့ hello world hello world လို့ကျွန်တော်ရေးမယ်ရေးပြီးတော့ရင်ကျွန်တော်တို့နောက်ထပ်တစ်ကြောင်းဆင်းရနော်နောက်ထပ်တစ်ကြောင်းမှာလည်းကျွန်တော်နောက်ထပ်တစ်ကြောင်းထုတ်မယ်ဆိုရင် system. ပြီးတော့ရင် out.print ll လို့ကျွန်တော်ရေးလိုက်မယ်ရေးပြီးတော့ရင်ဒီအောက်မှာထားပါတော့I am ready to learn Java programming ဒီလိုလေးကျွန်တော်ရေးလိုက်နော်အဲ့တော့ဒီလိုလေးရေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အဆင်ပြေပြီအဲ့တော့အဆင်ပြေပြီဆိုတော့ဒီရဲ့ structure တွေအကြောင်းကိုတော့တင်တန်းချိန်ကြမှာပဲကျွန်တော်တို့အတီးစိတ်ပြန်ရှင်းပြမယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာတော့ကျွန်တော်ဒီတိုင်း run လိုက်တဲ့အခါမှာကျွန်တော်ဒီမှာတစ်ချက် run ကြည့်အောင်ဒီမှာ run button လေးရှိရနော်အဲ့တော့ဒီ run button လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ဒီရဲ့ file ထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့
အကုန်လုံးကိုကျွန်တော်တို့ဒီ run သွားမှာပေါ့နော်ဒီ code တွေအားလုံးကို run သွားလိမ့်မယ်အဲ့တော့ code တွေကဘလောက်ပဲရေးထားပါစေဟုတ်ဘလောက်ပဲများနေပါစေ run button ကိုလည်းမနှိပ်ဘူးဆိုရင်အဲ့ဒီ code တွေကိုအလုံးမလုပ်ပါဘူးအဲ့တော့ဒီမှာဆိုရင်ကျွန်တော် code တွေအလုံးလုပ်ဖို့ရအတွက်အရင်ဆုံး run button လေးနှိပ်လိုက်မယ်အဲ့တော့ဒီအောက်မှာ build ဆိုပြီးတော့ဒီအောက်ကရှိတဲ့အလုပ်လေးလုပ်နေလိမ့်မယ်လုပ်ပြီးတော့တဲ့အခါမှာဒီမှာကျွန်တော်ထုတ်ထားတဲ့စာကြောင်းတွေထွက်လာပြီ hello world တို့ I am ready to learn Java programming ဒါမျိုးတွေကျွန်တော်ထွက်လာပြီနော်အဲ့တော့ဒါဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ output ထုတ်လို့ရတဲ့နေရာလေးကိုလည်းကျွန်တော်တို့ adjust လုပ်လို့ရတယ်ဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ drop down လေးပေါ့နော်များပုံစံလေးကကျွန်တော်တို့ mouse ရဲ့ cursor ပုံစံလေးပြောင်းသွားပြီဆိုရင်click ကိုဖိပြီးတော့မှကျွန်တော်အပေါ်ဆွဲတက်တာမျိုးတွေအောက်ဆွဲချတာမျိုးတွေဒီလိုမျိုးကျွန်တော်တို့ပြန်လုပ်လို့ရမယ်ဒါမှမဟုတ်ဖြောက်ထားခြင်းတာမျိုးဆိုလည်းရတယ်ဒီမှာ hide ဆိုတဲ့ button လေးရှိတယ်ပေါ့နော်ဒီဟာလေးကို hide ထားခြင်းလည်းရပါပြီokay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ IntelliJ ကို IntelliJ ကိုကျွန်တော်တို့ set up လုပ်လို့ပြီးသွားပါပြီ okay